အားလုံးပဲမင်္ဂလာပါဗျာနော်ကျွန်တော်ကိုမျိုး channel ကနေကိုဒီမတွေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျာနော်ကျွန်တော်ကိုဒီမတွေအားလုံးပဲမင်္ဂလာရှိတော့ညချမ်းလေးဖြစ်ပါသေးဗျာနော်အားလုံးပဲမင်္ဂလာပါဗျာနော်အားလုံးပဲကျွန်တော်ချစ်ကိုချမ်းသာအားလုံးပဲစိတ်ချမ်းသာခြင်းကိုကျမ်းမာခြင်းနဲ့အားလုံးပဲပြည့်စုံနိုင်ကြပါစေကောင်းမွန်သောနေ့ရက်လေးတွေနေ့တိုင်းမှာဆက်လက်ပြီးတော့ပိုင်ဆိုင်နိုင်ကြပါစေလို့ကျွန်တော်ကိုမျိုး channel ကနေကိုကြီးမအားလုံးအတွက်ဆုံးမအောင်တောင်းပေးလိုက်ပါတယ်ဗျာနော်အားလုံးပဲကျွန်တော်ချစ်ကိုချမ်းသာအားလုံးပဲမင်္ဂလာရှိသောညချမ်းလေးပါဗျာနော်အဲ့တော့ကျွန်တော်ဒီနေ့တနေ့လုံးမှာကျွန်တော်မနက်ပိုင်းမှာကျွန်တော်ဝိုင်းရင်ပြန်ပြီးတော့အဆင်ပြေပြီးတော့နော်မိန်းကွက်အဓိကမိန်းကွက်မဟုတ်ပေမဲ့ကိုကြီးမအားလုံးပဲပေါ့နော်ဟိုနေမင်းရှိကွက်တွေကပဲအဆင်ပြေလို့အောင်မြင်ပါတယ်နောက်တစ်ခုအနေနဲ့ကကျွန်တော်တို့ကတနေ့လုံးသာမှာနော်1နှစ်နဲ့6နှစ်ပေါ့နော်ထွက်တဲ့ခဏရတယ်9နှစ်ဆိုတော့အဲ့တော့ကဆက်လက်ပြီးတော့ကျွန်တော်တို့အဓိကတောက်ကြတဲ့တနေ့လုံးသာမှာလိုက်ဆော့ရမယ်ခဏလေးတွေထပ်မှန်ပြီးတော့ကျွန်တော်ပြောပြပေးပါမယ်အဲ့တော့ဒီနေ့နေကုန်မှာကျွန်တော်ထုံးစံအတိုင်းပဲ83ဒီဂရီကတရက်ပြက်တာဖြစ်တဲ့အတွက်တရက်ကတော့ပုံမှန်အတိုင်းပဲပြက်သွားပြီဖြစ်တယ်အဲ့တော့တောက်ကြတဲ့အတွက်အဓိကသတိထားစီခြင်းနဲ့83ဒီဂရီကိုတေချာလေးသုံးစီခြင်းနဲ့ကိုယ့်ရဲ့ဝိုင်းချင်းအပိုင်းရှိကြတဲ့ကိုယ်မအားလုံးကတောက်ကြနေမနေ့ညတနေ့လုံးသာမှာ83ဒီဂရီပဲဖြစ်ပါတယ်အဲ့တော့83ဒီဂရီသုံးတဲ့ကိုယ်မအားလုံးပဲကီးခွေလေးကိုတတိထားပါပြီးရင်ကျွန်တော်နေတိုင်းမှာဆိုရင်5-6ကောင်အခွေနဲ့ပတ်သက်ပြီးတော့ကအရန်ဟော့နေရလို့ကျွန်တော်ကထင်တာပဲเนาะအဲ့တော့ကိုကြီးမအားလုံးပဲလာမယ့်အပတ်မှာလာပြန်ယူပါကျွန်တော်လည်းလောလောဆယ်မှာတော့အတက်နိုင်ဆုံးကဏ္ဍတွေကိုအကောင်းဆုံးတော့ရှာပြီးတော့ဗောနော်တနေ့လုံးသားတွေပြန်ပြီးတော့ထုတ်ပေးနေရဖြစ်ပါတယ်အဲ့အတွက်နားလည်မှုလည်းအပြည့်အဝထားပေးပါလို့ပြောချင်ပါတယ်ကိုလည်းကောင်းလုံးလေးဗောနော်အဆင်ပြေလုံးလေးတစ်ချိန်ရတော့ကျွန်တော်ရားသလောက်တော့ကျွန်တော်တက်နိုင်တော့တောက်ကြနေမှာလည်းကူညီပေးတော့ပါမယ်အဲ့တော့ကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုကြည့်ကြတဲ့ကိုကြီးမရဲ့အားလုံးပဲ like လက်မလေးနှိပ်ပေးကြပါ share လို့ရမယ့်နေရာမျှဝေလို့ရမယ့်နေရာလေးဒီမှာမျှဝေပြီးတော့မှကြည့်ပေးကြပါ channel ကို subscribe မနှိပ်ရသေးတဲ့ကိုကြီးမရဲ့အားလုံးကလည်း channel ကို subscribe လေးနှိပ်ပြီးတော့မှကြည့်ပေးကြပါချွေးတောင်ထပ်ပြန်နေတယ်ဗျာအဲ့တော့ကကျွန်တော်မိသားစုဝင်ကိုကြီးမရဲ့အားလုံးနေနဲ့ကလက်ဆောင်ပေါ့နော်ကြာသွေးတောက်ကြ2ရက်အတွင်းပတ်သီးတစ်လုံးနဲ့မင်းရော3ကသမားတွေအားလုံးပဲဆက်လက်ပြီးတော့မွေးပါနော်ဆက်လက်ပြီးတောက်ကြနေတနေ့လုံးသာမှာဒီကနေဒီပတ်သီးနဲ့ဒီကနေမွေးပါကျွန်တော်အရေးကြီးလို့ရှိရင်ဒီညမှာမင်းရောတစ်ကောက်ကောင်း2ကောက်ကောင်းပေါ့နော်အဲ့ဒါလေးကျွန်တော်ပို့ပေးမယ်ဘာကြောင့်လဲဆိုတော့ YouTube မကြည့်ရတဲ့ကိုကြီးမရဲ့အားလုံးပဲသိရတွေ့ရအောင်လို့ပါနော်အသင်ပြေပြေနဲ့ရားကြအောင်လို့ကျွန်တော်ထပ်ပြီးတော့ပို့ပေးပါမယ်နော်ပတ်သီးနဲ့မွေးကနေဆက်လက်ပြီးတော့ဆော့ပါပြီးရင်ကျွန်တော်တို့အဓိကတောက်ကြနေမနေ့ညတနေ့လုံးသာအတွက်အဓိကဝိုင်းချင်းက9-3ညဝိုင်းချင်း9ပိုင်3ညပိုင်ပါ9နဲ့ပတ်သက်ရင်အဓိကထိုးတဲ့နယ်ကလည်း9853 51 59ပဲဖြစ်ပါတယ်3ညနဲ့ပတ်သက်ရင်38 303 31 39ပဲဖြစ်ပါတယ်အဲ့တော့က9နဲ့ပတ်သက်ရင်9853 5159 3ညနဲ့ပတ်သက်ရင်38 303 31 39ပဲဖြစ်ပါတယ်အဲ့ထဲမှာအကြိုက်ဆုံး main အောက်ကွက်အနေနဲ့ကိုကြီးမအားလုံးပဲ2ကွက်ထုတ်ပေးထားပါတယ်အဲ့တော့ကဒီကနန်း10ကွက်ဒီတောက်ကြနေမနက်သုံးပုံညက်နေအထိလိုက်ဆော့ရမှာပါမနက်ပိုင်းမှာ main ကွက်ထွက်ပေးတဲ့ဒီ9-3ညဝမ်းချင်းကြီးညက်နေအထိပါဆော့ရမှာဖြစ်ပါတယ်အဲ့အတွက်အစာဆုံးဒီချာလေးလိုက်ဆော့ပါအပိတ်နေလေးဖြစ်တဲ့အတွက်အတက်နိုင်ဆုံးကျွန်တော်လည်း main ကွက်တွေကိုရွေးချယ်ပေးထားပါတယ်မိသားစုဝင်တွေအနေနဲ့ကဒီတစ်ဘက်ကလက်ဆောင်ဝန်ထမ်းတွေဒုက္ခအကုန်ပြန်ပေးသွားတယ်ပေါ့နော်ကိုယ့်ရဲ့အဖွဲ့ဝင်တိုင်းကြီးဆောစီးအောင်မြင်ထားပြီးတော့ကျွန်တော်တို့အဓိကလက်ဆောင်ဝန်ထမ်းတွေကဒုက္ခပြန်ပေးသွားတာပေါ့နော်အဲ့အတွက်လည်းစိတ်မပူပါနဲ့အကောင်းဆုံးရအောင်ဆက်လက်ပြီးတော့ကြိုးစားပေးထားပါတယ်မိသားစုဝင်တွေအားလုံးအနေနဲ့ကဟုတ်ပြီလားနော်အဲ့တော့ကကျွန်တော်တို့ကိုယ့်ရဲ့တောက်ကြနေမနေ့ညတနေ့လုံးသာမှာကိုယ့်ရဲ့ဝမ်းချင်းအပိုင်းရှိလို့ကတ်ထိုးခြင်းနဲ့ကိုယ်မအားလုံးက83တေကြီးပါနော်83တေကြီးဖြစ်တဲ့အတွက်ကြီးသုံးတဲ့ကိုယ်မအားလုံးပဲအခွေလေးကိုတတိထားပါဒီနေ့မှာမဆွဲပေမဲ့လက်မငါတော့မဆွဲဘူးလို့လည်းပြောလို့မရပါဘူးကိုကြီးမအားလုံးပဲကြီးကတပတ်ကိုတစ်ခါတော့ပြက်တယ်နော်အဲအကြောင်းမို့ပါပြီးရင်ကျွန်တော်ရဲ့ဝိုင်းချင်းပေါ့နော်တောက်ကြနေမနေ့ညတနေ့လုံးသာမှာအဓိကဆော့တဲ့ဝိုင်းချင်းက9-3ညဝိုင်းချင်းပဲဖြစ်ပါတယ်9နဲ့ပတ်သက်ရင်58 53 51 59ပဲဖြစ်ပါတယ်3ညနဲ့ပတ်သက်ရင်အဓိကထိုးတဲ့နေကလည်း38 303 31 39ပဲဖြစ်ပါတယ်ကဲအားလုံးပဲကောင်းမှလိုက်ပြီးမှန်ပေးကြပါအောင်လိုက်လက်မလေးနှိပ်ပေးကြပါအောင် share လို့ရမယ့်နေရာမျှဝေလို့ရမယ့်နေရာလေးမှာမျှဝေပြီးတော့မှကြည့်ပေးပါ channel ကို subscribe မနှိပ်ရသေးတဲ့
လူအသက်လူဟောင်းကိုကြီးမရဲ့အားလုံးနေက channel ကို subscribe လေးနေပြီးတော့မှကြည့်ပေးကြပါဗျာနော်အားလုံးပဲလူဟောင်းကိုကြီးမရဲ့အားလုံးကအခုမှမြင်တွေ့လို့ကြောင်းလဲလက်တွဲပြီးတော့ရှေ့တစ်ပတ်တော့ဆော့ကျင်တဲ့ကိုကြီးမရဲ့အားလုံးပဲရှေ့တစ်ပတ်စာ3ရက်တွင်ပတ်သီးတစ်လုံးရဲ့ main ရော3ဝက်ကကျွန်တော်တွေကခုဘက်လိုပဲပေါ့နော်ကျွန်တော်လက်ဆောင်နဲ့ထုတ်တဲ့အရာမျိုးတွေပေါ့နော်အဲ့ဒါတွေရမယ်အဓိက main အနေနဲ့က3ရက်တွင်ပတ်သီးတစ်လုံးနဲ့ main ရော3ဝက်ပါအဲ့တော့ကိုကြီးမရဲ့အားလုံးပဲရှေ့တစ်ပတ်မှာလက်တွဲပြီးတော့ပေါ့နော်3ရက်အတွင်းမှာထိမိ live ပတ်ခြင်းတဲ့ကိုကြီးမအားလုံးနဲ့အဖွက်ပြန်ဝင်လို့ရပါပြီလူတစ်ကောလူခေါင်းအောင်ပေါ့နော်ကျွန်တော်ဒီ video file ဒီတစ်ပတ်တာမှာကျွန်တော်နောက်ဆုံးတင်နေဆိုတော့တော်တော်လေးကျွန်တော်မကောင်းတဲ့ကြားထဲကနေကျွန်တော်တင်ပေးတာဖြစ်ပါတယ်အဲ့တော့ကိုကြီးမအားလုံးပဲကျွန်တော်ဆက်သွယ်ခြင်းတဲ့ကိုကြီးမအားလုံးက251 654 39ခွန်ခွန်ပေါ့နော်အဲ့မှာဝေရောက် KB ရောရှိတယ် Viber လည်းသုံးပါတယ် Viber သုံးရင်တော့ပို့ပြီးတော့အဆင်ပြေတယ်ပေါ့နော်အဲ့တော့အဖွဲ့ဝင်ကြီးကတော့1000ဝယ်ပဲတတ်မှတ်ထားပါတယ်တမ်မဲ့ထင်မှလာပြီးတော့ဝင်ပါเนาะအားလုံးပဲစနေနေ့ဟိုနေ့လူဟောင်းရောလူသစ်ကောအကုန်လုံးပြန်ဝင်လို့ရပြီကြားထဲမှာကျွန်တော်မတင်တော့တေချာသွားပြီတေချာသွားပြီဆိုတော့ကျွန်တော်တော်တော်လေးခုန်နေဖြစ်နေလို့ပါဒီတောက်ကြနေတနေ့လုံးစာကိုကျွန်တော်ချုပ်ပြီးတော့အခုတင်ထားတာဖြစ်ပါတယ်ခဏန်းကလည်းမနေ့နဲ့ညှောင်ယုံကြည်စွာနဲ့ဆက်လက်ပြီးတော့ဆော့ပါเนาะ9 3ဝန်းချင်း9နဲ့ပတ်သက်ရင်9853 5159ဖြစ်ပါတယ်3ညနဲ့ပတ်သက်ရင်38 33 31 39ပဲဖြစ်ပါတယ်အဓိကမေးရောက303နဲ့31အားအဲ့နှစ်ကွက်အကြိုက်ဆုံးပဲဖြစ်ပါတယ်เนาะဒါတောက်ကြနေတနေ့လုံးသာမှာအဓိကထိုးတင်တာ303နဲ့31ပါတောက်ညနေမနေ့ညတနေ့လုံးသာ303 31အားပေါ့เนาะအဲ့နှစ်ကွက်အကြိုက်ဆုံးပဲဖြစ်ပါတယ်เนาะကဲအားလုံးပဲကျွန်တော်နဲ့အကြိုက်တူတဲ့ကိုကြီးမအားလုံးပဲเนาะလိုက်ထိုးပါနောက်တစ်ခုအနေနဲ့ကဟိုနေလက်ဆောင်နဲ့ပတ်သက်ပြီးတော့အဆင်ပြေရကိုကြီးမအားလုံးပဲလာမယ့်ရှေ့ဘက်เนาะမိသားစုဝင်ကိုကြီးမအောင်အဆင်ပြေအောင်အကောင်းဆုံးကြိုးစားပေးပါမယ်လောဆယ်ကိုဒီဘက်တော့နားလည်းမပြေဝနေတာဆော့ပြီးတော့เนาะအားလုံးပဲဟိုနေဒီကြာပြည့်တော့ကြာအတွက်လက်ဆောင်နဲ့ယူထားတဲ့ပတ်တီးယူထားတဲ့ကိုကြီးမအားလုံးပဲကိုလို့ဆရာရှိတာဆက်လုပ်ပါเนาะဟုတ်ပြီလားကဲအားလုံးပဲနေ့တိုင်းမှာဆော့တဲ့ကိုကြီးမအားလုံးကိုကျွန်တော်တူလက်တွဲပြီးဖော့ဝင်ဆော့ကြတယ်ချစ်ကိုချက်မတွေအားလုံးကိုကျွန်တော်ကိုမျိုးပေးသောနိုင်တဲ့ကိုကြီးမအားလုံးပဲအဆင်ပြေလို့အောင်မြင်ကြပါစေကိုမျိုးချစ်တဲ့ခင်တဲ့ကိုကြီးမအားလုံးပဲကျမ်းမာချမ်းသာကြပါစေဗျာအားလုံးပဲတက်တာပါကျွန်တော်ကိုမျိုးပါဗျာနော်